လေးကတော့စိုက်ခင်းနဲ့ဟင်းရွက်တွေကိုလွယ်ဆက်ဆက်ချက်ပြမှာဖြစ်ပါတယ်ဗျစိုက်ခင်းသွားမယ်အကူတယောက်ကလည်းရှိနေရတဲ့အတော်ပဲလမ်းကြုံလိုက်သွားလိုက်တယ်စိုက်ခင်းနဲ့ရောက်ပါပြီဘယ်စရာရှိရလေးတွေဝယ်ပြီးတော့ပြန်ပါပြီဗျချက်ဖို့အတွက်အလုံး ready ပြင်ဆင်ပြီးပြီဒါတော့ QC ပေါ့နော်ညွှန်ကြော်မှာ QC ရအသက်ပါပဲစားနဲ့အချုံမုံကိုနင်းငယ်စီထည့်ပါမယ်A few moments later အနေထားတော့စားလို့ရတဲ့အနေထားကိုရရှိနေပါပြီ